Hi အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်ဒီနေ့ဒီ pop mic နော် pop mic ကိုကျွန်တော်ဒီ USB နဲ့လုပ်တဲ့ pop mic ကိုကျွန်တော် unboxing လုပ်ပါမယ်ကျွန်တော်လည်းတူကြည့်အောင်နော်ဆိုတော့ကျွန်တော်ဖွင့်မယ်နော် Okay ဖရအတွက်ပါရှိတာလေးနဲ့ဝယ်ပြီးမှကျွန်တော်တို့ဖရအတွက်ကျွန်တော်ဝယ်ထားတာဖြစ်ပါတယ်လို့နော်ဖရနိုင်ငံတော်အတွက်ပေါ့ဒါရွေးကောင်းမွန်ဖို့အတွက် unboxing လုပ်ပါတယ်ဘာဒီပါတယ်လဲဆိုတော့ကြည့်အောင်နော်ထဲမှာဘာဒီပါတယ်လဲဆိုတာကြည့်အောင် Okay ဒီမှာ box လေးရတော့ပါတာတော့တေချာသွားပြီဘာပါလဲဆိုတော့ box ထဲမှာသူ့ရဲ့ mic အခုမော်နော်ဒီမှာ hello ပြောတဲ့ည mic ရဲ့ cover လေးပါဆိုတော့ဒီထဲမှာတော့ဘာမှရှိတော့ဘူးဆိုတော့သူ့ရဲ့ဘာလဲဆိုတော့ menu was that okay pop my USB quick restart guide ပေါ့နော်ဒါဘယ်လိုလုပ်ရလဲဆိုတဲ့ဟာတွေပေါ့ဒါက regulatory and safety guide ဘာတွေလောက်ရတယ်လဲဆိုတာလေးကြီးပါပါတယ်ကြည့်အောင်တော့ပြီးမှဘာတွေပါသေးလဲဆိုတော့ဒါသူ့ရဲ့ original mic ပေါ့နော်ဆိုတော့ original mic ကိုတစ်ချက်တော့ဖွင့်ကြည့်အောင်နော်ဘယ်လိုများဖွင့်လုပ်ထားတယ်လဲပေါ့နော်တော်တော်လေးခိုင်နေပါတယ်ဖြုတ်ရမယ်လမ်းစဉ်လေးတွေ oh man ဆိုတော့ဒီလိုများဆွဲရတဲ့ဟာတော့ဆွဲရတာလည်းတော့မသိဘူးဒီကနေ့ဖြုတ်ရတာ okay ဆိုတော့ဟုတ်ပါပြီဒီလိုဆွဲလို့ရပါတယ်เนาะဆိုတော့အဲ့ထဲမှာကြည့်အောင်ပါပါတယ်လဲဆိုတော့တော်တော်လေးလေးပါတယ်ခင်ဗျာတော်လေးကိုလေးပါတယ်ဟုတ်ဒါကဟုတ်တယ် rope ပေါ့နော်တစ်စိတ်ကတော့ rope pop mic ဆိုတော့ဒီ latest ပေါ့သူကဘာပါတယ်လဲဆိုတော့ကားဒီမှာတစ်ချက်ကြည့်အောင်နော်ဆိုတော့သူကဒီမှာ volume လေးပေါ့နော်ဒီမှာနှိမ့်အမြင့်လောက်တဲ့ပါတယ်ဒီမှာUSB ပေါ့နော် USB ပါတယ်နောက်ပြီးဒီမှာကျတော့ mic နဲ့သုံးတဲ့ဟာလေးပါတယ်เนาะတစ်ချက်ကျွန်တော်ဖွင့်ကြည့်လိုက်အောင် Okay man ဒီမှာပေါ့နော်သူကနှစ်ခုလုံးပါတဲ့ဟာပေါ့နော်နှစ်ခုလုံးပါတဲ့ဟာပါဆိုတော့ဒီမှာသူ့ရဲ့ဖုန်းလေးကျွန်တော်ပြန်ပြီးခမပိတ်ပေးရစီဆိုတော့တော်လေးသူတို့ပြင်ဆင်ထားတဲ့ mic တော်လေးကောင်းပါတယ်ဆိုတော့ဒီပေါ်မှာဒါလေးဆွဲရမှာပေါ့နော်သူ့ရဲ့ထုံးစံရဆိုတော့ rope ရဲ့ mic အရဆိုတော့ဒီလိုဟုတ်ပြီတော့ကြိုက်တဲ့ဖက်ကနဲ့ဆွဲလို့ရတယ်ဟုတ်ကဲ့ဒီလိုလေးပေါ့နော်ဆိုတော့ဘာဒီပါသေးလဲဆိုရင်ထပ်ကြည့်အောင် okay ဒီမှာတော့ဘာမှမပါတော့ပါဘူးဆိုတော့ဒီ box ထဲမှာဘာဒီပါလဲဆိုချက်ကြည့်အောင်သူရဲ့ဒီ USB ကြိုးပါနော် USB ကြိုးလေးပါပါတယ်ဒါတစ်ခုပေါ့USB ကြိုးနဲ့ဒီမိုင်ရဲ့နောက်ဘက်မှာကျွန်တော်သုံးလို့ရပါတယ်ဆိုတော့လေကျွန်တော်ပြောချင်ပါတယ်ဆိုတော့ဒီကဘာလဲဆိုတော့ pop mic USB ရဲ့နောက်ပြီးခါမှသူက mic နဲ့ direct join လို့ရတဲ့ဟာလေးဖြစ်ပါတယ်လို့ကျေးဇူးတင်ပါတယ်ဆိုတော့ဆက်လက်ပြီးမှဒီဖရားရဲ့နိုင်ငံတော်ကျေပြန့်ဖို့အတွက်ကျွန်တော်ဝယ်ထားတဲ့အားလေးဖြစ်ပါတယ်သတိရပြီးမှဖရားရှိမှလည်းကျေးဇူးတော်ချီးမွမ်းပေးပါကြည့်ရှုတော်အားလုံးပေါ်မှာထူပဲကျေးဇူးတင်တယ် God bless